Rainbow Six Mobile ဟာတတဲ့ကဲရှော့တာစီမီဖြစ်တဲ့တောင်ကလန်စီ Rainbow Six ကို Mobile အတွက်ပြန်လည်ဖန်တီးထားတဲ့ game တစ်ခုဖြစ်ပါတယ်။ Console တွေမှာတော့မှတော်နာမည်ကြီးတဲ့ game တစ်ခုဖြစ်ပါတယ်။2022ခုနှစ် April လမှာ Ubisoft နေပြီးတော့မှ Rainbow Six Mobile ကိုတရားဝင်ကြေညာပြီးတော့မှ Mobile Rainbow Six တဲ့ကဲ gameplay ကို Mobile version နဲ့ automate လုပ်ထားတာဖြစ်ပါတယ်။ Attack and Defensive ဆိုတဲ့ 5 gameplay ကိုထိန်းသိမ်းထားတာဖြစ်ပါတယ်2022ကနေ23တွင် Cloud Alpha Beta တက်တဲ့နဲ့လောက်ခဲ့ပြီးတော့မှ Regional Testing နဲ့ Canada Mexico အစားရှိတဲ့နေရာတွေ Control UI Meta Site တွေ Automate လုပ်ခဲ့ပြီး gameplay ကို smoother ဖြစ်အောင်လုပ်ခဲ့တာဖြစ်ပါတယ် Cool vibes Lesson Map Ban Border Map အစားရှိတဲ့ mobile version နဲ့ဒီပြန်လက်ထည့်သွင်းထားတာဖြစ်ပါတယ် Operator Special Ability ပါဝင်တဲ့ chapter တွေပါဝင်တာဖြစ်ပါတယ် Cool vibes border Monsters ထွက်ရှိခဲ့တဲ့ခုနှစ်ကတော့ဇူလိုင်လ16ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်